ဤအိမ်အကြောင်းကိုမတိသေးသောသတင်းစာပို့သူကဆရာနေပါကျွန်တော်ပြစ်တင်ထားတဲ့သတင်းစာတွေကျွန်တော်ပဲတွားယူလိုက်ပါမယ်သတင်းစာပို့သူအပေါ်ရက်သို့တက်သွားသည်ခဏကြာမှပင်သတင်းစာပို့သူ၏ကြောက်လန့်တကြားအော်ဒန်နှင့်အတူအပေါ်ရက်မှတရောတော်ပါပြေးဆင်းလာသည်ကိုတွေ့လာရသည်အမလီတရေကြောက်စရာကြီးသပင်ဖားရကြီးနဲ့မိန်းကလေးကျွန်တော်ပဲလှည့်ပြီးကြည့်လိုက်တော့တွေးတန်တရေရဲနဲ့ရုပ်ပြက်စင်ပြက်မျက်နှာကြီးပြပြီးတော့ဆရာကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Paranormal Club Channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမောင်မိုးအောင်ရေးသားထားတဲ့ကြောက်ဝဲကူဆိုင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဟဲ့ဆိုလင်ဆရာဒီနေ့သူ့အိမ်မှာလာဖို့မင်းကိုမှားရတယ်မနေ့ကလေးကမှားရတာမင်းစိုက်ထဲရောက်နေလို့ငါမပြောပြဘူးဘာကိစ္စလဲမင်းသိလားကွာငါသိရတယ်တော့ဆရာမိသားစုရန်ကုန်ပြန်သွားပြီသူနဲ့အတူအဖော်ရအောင်လို့မင်းကိုခေါ်တာဖြစ်မယ်မင်းပစ္စည်းတွေအိယာလေးတွေယူပြီးသူ့စီလာဖို့မှားလိုက်တာကွမင်းစောင်းတော့မယ်ကြောက်ဝဲကူဆိုင်ရင်ကိုလိုက်သွားတော့ကြာငါမပြောဘူးဖြစ်နေမယ်ကျွန်တော်နဲ့လှုပ်ဖို့ကင်ဘက်တငယ်ချင်းတင်အောင်ကပြောလာခြင်းဖြစ်ပါသည်ဆရာဆိုသူမှာကျွန်တော်တို့မန်နေဂျာဖြစ်သည်ကျွန်တော်တို့လုပ်သားအားလုံးကိုစီမံခန့်ခွဲအုပ်ချုပ်သူဖြစ်သည်ကျွန်တော်လုပ်ရည်ကိုင်းရေးရိုးသားစူးစမ်းမှုများကြောင့်ဆရာကကျွန်တော်ကိုအခြားသူများထက်ပိုမိုရင်းနှီးခင်မင်စွာဆက်ဆံခဲ့သည်ကျွန်တော်တို့လုပ်ငန်းခွင်နှင့်ဆရာအိမ်မှာတမိုင်ခန့်သာဝေသည်ဆရာတို့မိသားစုနေထိုင်သောအိမ်မှာကြောက်ဝဲကူကုန်းထိပ်ပေါ်ရှိရှေးဟောင်းနှစ်ထပ်တိုက်ခန်းအင်ကြီးဖြစ်သည်ထိုအင်ကြီးတွင်ဆရာနှင့်သူ့မိသားစုတို့အတူနေထိုင်ခဲ့သည်မိသားစုဆိုဒီမှာလည်းဆရာဇနီးနှင့်9နှစ်အရွယ်သမီးလေးတို့သာဖြစ်သည်ယခုဆရာမိသားစုရန်ကုန်ပြန်သွား၍ကျွန်တော်ကိုခေါ်လိုက်ခြင်းဖြစ်မည်ကျွန်တော်တို့လုပ်ငန်းမှာရာဘာစီယုံစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်စီမံကိန်းပြီးရန်4နှစ်ခန့်လိုသေးသည်ရခင်ကဆရာမှာစိုက်ထဲတွင်ကျွန်တော်တို့နှင့်အတူပင်နေခဲ့သည်စီမံကိန်းစပြီးတစ်နှစ်ခန့်ရှိမှဆရာမိသားစုရန်ကုန်မှလိုက်လာခြင်းဖြစ်သည်ဒေသခံလုပ်သားများကတက်ဆိုင်ရာများနှင့်ညှိနှိုင်းကဆရာတို့မိသားစုကိုကြောက်ဝဲကူကုန်းတိတ်ရှိနေအိမ်တွင်နေထိုင်ရန်စီစဉ်ပေးခဲ့သည်ရှေးကဘူရင်းအဖြစ်အသုံးပြုခဲ့ပြီးနောက်ပိုင်းဒူမနီတော်ဟုသိရသည်ဆရာတို့မိသားစုနေမည်ဆို၍ဒေသခံလုပ်သားများကဝိုင်းဝန်းတန်ရှင်းရေးလုပ်ပေးပြီးလိုအပ်သည့်များကိုပြင်ဆင်ပေးခဲ့ကြသည်ဆရာမိသားစုရောက်ရှိလာစဉ်ကကျွန်တော်ကပင်ကြိုဆိုပြီးဤအိမ်ကြီးသို့ပို့ပေးခဲ့သည်ယခုဆရာမိသားစုရုတ်တရက်ရန်ကုန်ပြန်သွားသည့်ကိစ္စကျွန်တော်မတွေးတတ်အောင်ဖြစ်နေသည်အကြောင်းတစ်ခုခုရှိမည်ထင်သည်ကြောက်ဝဲကူနေဂုံထိပ်မှလှမ်းကြည့်လျင်တန်လွင်မြစ်ကိုလှမ်းတွေ့နေရသည်ဤအိမ်ဂုံထိပ်အစွန်တွင်ကြောက်ကြီးရှိနေသည်ရေကြချိန်တွင်ထိုကြောက်၌ကြောက်ဖြာကြီးတစ်ချက်တွေ့ရသည်ရေတက်ချိန်၌ထိုကြောက်ဖြာအနီးတစ်ဝိုက်ရေဝဲကြီးဖြစ်ပေါ်နေလေရှိသည်ကြောက်ဝဲကူကုန်းအောက်တွင်ရှေးလျားသောဂူကြီးတစ်ခုရှိသည်ဟုလည်းဒေသခံများကပြောကြသည်ဤချက်များကိုအစွဲပြု၍ထိုအိမ်ကိုကြောက်ဝဲကူဆိုင်အိမ်ဟုခေါ်ဆိုကြကြောင်းသိရသည်ကြောက်ဝဲကူဆိုင်အိမ်အကြောင်းကျွန်တော်ဤများသာသိထားသည်ဤအိမ်နီးနားတွင်အခြားလူနေအိမ်များမရှိပါမလှမ်းမကမ်းတွင်သာအိမ်3-4လုံးရှိသည်ကျွန်တော်ပစ္စည်းများနှင့်အိပ်ရာလေးကိုစပိန်ဖြင့်တင်ပြီးနင်းလာခဲ့သည်ကြောက်ဝဲကူကုန်းထိပ်အရောက်တွင်နေမွန်းတဲ့စပြုနေပြီးဖြစ်သည်ခြံတကားပွင့်လျက်သားတွေ့ရသည်ဆရာမော်တော်ယာဉ်ကိုမူမတွေ့ရပင်ဆရာအပြင်သွားနေခြင်းဖြစ်မည်ထင်သည်ပွင့်နေသောခြံတကားမှတဆင့်ကျွန်တော်ခြံဝင်းတွင်သို့ဝင်ခဲ့သည်အိမ်မော်တက်သို့လှမ်းကြည့်လိုက်မိသည်အပေါ်တက်ပရင်းပေါက်တွင်မိမပြိုတူနောက်ကျောပေးလျက်ရက်နေသည့်တရံလိုရုတ်တရက်တွေ့ပြီးပျောက်သွားသည်နတ်မောင်ရှည်လျားသောသပင်ကိုဖားလျားချထားသည့်သပင်ပုံစံဖြစ်သည်ဆရာအတွက်ချက်ပြုတ်ပေးရန်ရွာကန်များစီစဉ်ပေးသောမိန်းကလေးဖြစ်မည်ထင်သည်ကျွန်တော်အတန်ပေးပြီးဝင်လာသည့်တိုင်မိန်းကလေးကိုမတွေ့ရတော့ပေကျွန်တော်စိတ်ထဲထူးဆန်းသလိုဖြစ်သွားသည်ထိုခိုင်မှာပင်ကားတန်ကြားရပြီးဆရာပြန်ရောက်လာသည်အော်ဆိုလင်မင်းရောက်လာပြီလားကွာငါနေ့လယ်တည်းကမျှော်နေတာဆရာမလိုက်တာနေ့လယ်ပိုင်းကမှတိရတာတီတီချင်းပစ္စည်းတွေတိမ်ပြီးလာခဲ့တာဆရာဒါနဲ့ဆရာအိမ်မှာခိုင်းဖို့မိန်းကလေးတယောက်ခေါ်ရသေးလားခေါ်မထားပါဘူးကွာဘာဖြစ်လို့မေးရလဲဒီအိမ်မှာမိန်းကလေးတွေ့လိုက်လို့လားထိတ်ထိတ်ပြပြဖြင့်ဆရာကျွန်တော်ကိုပြန်မေးသည်ဟိုမတွေ့ပါဘူးဆရာမေးကြည့်တာပါထိုနေ့
ညနေစာစားပြီးချိန်တွင်ဆရာအတွက်အိပ်ယာပြင်ဆင်ပေးလိုက်သည်ဆရာအပေါ်ထဲမှာအိပ်မယ်မဟုတ်လားကျွန်တော်အောက်ထပ်မှာပဲအိပ်မယ်လေဟာအပေါ်ထဲမှာမအိပ်ဘူးကွာအောက်ထပ်မှာပဲအိပ်မယ်မင်းလည်းငါနားမှာပဲအိပ်ဂရင်ရှိပါတယ်ဆရာကအပေါ်ထဲတွင်မအိပ်လိုကြောင်းပြပြတလေးဖြင့်ကျွန်တော်ကိုပြောသည်ဆရာဆန္ဒအတိုင်းအောက်ထပ်တွင်ပင်ဂရင်လုံးရှင်ပြီးနှစ်ယောက်စာအိပ်ယာပြင်ဆင်လိုက်သည်ဆိုလို့အနီးနားမှာအိမ်နေရှိတာမဟုတ်ဘူးကွာတကားတွေကိုတေးချပိတ်အပေါ်ထက်ကတကားတွေကိုလည်းပိတ်ဖို့မမေ့နဲ့ဟုတ်ကဲ့ဆရာကျွန်တော်အပေါ်ထက်တက်ပြီးတကားမကြီးပရင်းပေါက်တကားများကိုပိတ်လိုက်သည်တကားချက်များကိုအသေးချာချထားလိုက်သည်အပေါ်ထက်မှာမီးခလုတ်တွေတော့တွေ့တယ်ဆရာမီးမလင်းဘူးဆရာအေးဟုတ်တယ်ကွာခလုတ်တွေကပြင်ရသေးတာမိသမားတွေခေါ်ထားတယ်မနေ့ဖန်လောက်တော့လာပြစ်မဲ့ထင်တယ်ဒါနဲ့မသိလို့မေးပြရစီဆရာတော်တို့ရုတ်တရက်ဘာကြောင့်ရန်ကုန်ပြန်သွားရတာလဲဒီမှာနေကြအောင်မယ်ဆိုဩဒါလားသူတို့ပြင်းလို့ပါကွာမီးမရှိတော့ TV လည်းမကြည့်ရရေခဲတက်တာလည်းမရှိတော့ပြန်ကျင်မှာပေါ့လေသူတို့အကြောင်းပြချက်ကမခိုင်လုံပါဘူးဆရာရဲ့ဆရာမတားဘူးလားဒီရင်ကြီးဆရာတယောက်တည်းပြင်းနေမှာပေါ့အေးလေဒါကြောင့်လေမင်းကိုခေါ်လိုက်တာပေါ့ကဲအိတ်တော့ကွာဆရာတော်တို့ပြန်သွားသည့်အကြောင်းရင်းကိုဆရာစကားလမ်းကြောင်းလွှဲလို့ရသည်ဆရာတစ်ခုခုကိုဖုံးကွယ်ထားသည်ဟုကျွန်တော်ထင်နေသည်ကျွန်တော်စမမေးတော့ပဲခက်စောစောပင်အိပ်ယာဝင်ခဲ့သည်နောက်တနေ့နည်းနည်းစောစောကျွန်တော်အိပ်ယာမှနိုးလာချိန်တွင်ဆရာနိုးနှင်နေပြီဆိုလင်ထားတော့ကွာငါကနေလိုက်ခဲ့မင်းကိုဈေးမှာချထားပြီးခဲ့မယ်ဈေးဝယ်ပြီးအိမ်ပြန်ချက်ပြုတ်ပြီးမှသာစိုက်ထဲလိုက်ခဲ့ပြီတော့ဟုတ်ကဲ့ဆရာကနေမင်းကျွန်တော်ဈေးသို့လိုက်သွားသည်အိမ်နှင်းရေခဲတက်တာမရှိသေး၍နှစ်ရက်စာအတွက်သာဈေးဝယ်ရသည်လိုအပ်သည်များဝယ်ယူပြီးကျွန်တော်ပြန်လာခဲ့သည်ချန်နယ်သို့အဝင်အိမ်ပေါ်တက်သို့လှမ်းကြည့်လိုက်သည်မနေ့ကမိန်းကလေးကိုတွေ့ခဲ့ရသောပရင်းပေါက်တကားပွင့်နေသည်ကိုတွေ့လိုက်ရသည်မနေ့ညကကျွန်တော်တေချာပိတ်ခဲ့သည့်တကားဖြစ်သည်ဈေးကျင်အောင်ချကအပေါ်တက်သို့တက်သွားသည်ဒီမောက်နီတွင်သတင်းစာလိပ်ခောက်ရက်သားနှစ်ဆောင်ကိုတွေ့လိုက်ရသည်သတင်းစာမှာတရက်နောက်ကျပြီးမှကျွန်တော်တို့စီရောက်လာခြင်းဖြစ်သည်ပွင့်နေသောပရင်းပေါက်တကားကိုပြန်ပိတ်ပြီးအပေါ်တက်မှဆင်းလာခဲ့သည်ကျွန်တော်ထပ်ပြုတ်နေစမှာပင်မီးပြင်ပေးမိသူများရောက်လာသည်အိမ်ရှိလျက်စစ်မီးကိုပြင်ဆင်ပေးကြသည်ဒီအိမ်ကြီးကလူမနေတာနှစ်ပေါင်းကြာတော့မီးကြိုးမီးခလုတ်တွေအတော်ပြင်လိုက်ရတယ်အားလုံးကောင်းသွားပါပြီဗျာအသုံးပြုလို့ရပါပြီကျေးဇူးပါပဲဗျာမီးပြင်ကဘယ်လောက်ပေးရမလဲဟာမလိုပါဘူးဗျာဒီအိမ်ကဆရာကိုတော့အားနာနေမိတာမီးပြင်ခိုင်းတာကကြားနေပြီခုမှလာပြင်ပေးနိုင်တာဆရာကိုသာပြောလိုက်ပါသွားရမယ်နော်ကောင်းပါပြီဆရာကိုဆက်ပြောလိုက်ပါမယ်ဆရာတပည့်နှစ်ယောက်စာညမနဲ့နှစ်နက်ချာချက်ပြုတ်ပြီးအလုတ်တို့စပိန်ဖြင့်သွားခဲ့သည်လူကသာအလုတ်ထဲရောက်နေတော့လေကျွန်တော်စိတ်ကကြောက်ဝဲကူအင်ကြီးကိုရှောင်နေသည်စပင်ဖားရချလာပြီးနောက်ကျောသာရုတ်တရက်တွေ့လိုက်ရသောမိန်းကလေးနှင့်အသေးချာပိတ်ထားသောပရင်းပေါက်တကားပြန်ပွင့်နေသည့်အကြောင်းများကကျွန်တော်အတွေ့အထဲရောက်လာသည်အလုတ်သိမ်း၍ညနေအိမ်ပြန်ရောက်တွင်တေချာပိတ်ထားခဲ့သောအပေါ်ထက်ပရင်းပေါက်တကားပွင့်လျက်သားဖြစ်နေသည်ကိုအံ့ဩဖွယ်ရာတွေ့လိုက်ရပြန်သည်ဆရာကကျွန်တော်ထက်ဦးစွာရောက်နေသည်ရောက်ချင်းပင်ဆရာကိုကျွန်တော်ကမေးလိုက်မိသည်အပေါ်ထက်ကပရင်းပေါက်ကိုဆရာဖွင့်လိုက်တာလားငါမဖွင့်ပါဘူးကွဘာဖြစ်လို့လဲဆရာမျက်စိမျက်နှာပြတ်သွားလျက်နှင့်ကျွန်တော်ကိုပြန်မေးသည်တကားပွင့်နေလို့ပါဆရာမနေ့ကကျွန်တော်ဖွင့်သွားမိတယ်ပဲထင်ပါတယ်မီးပြင်တဲ့သူတွေမီးလာပြင်ပေးကြတာအားလုံးကောင်းသွားပါပြီဟုတ်လားကောင်းတာပေါ့ကွာဒါပေမဲ့လည်းဟော့ပလိတ်နဲ့တော့မချက်နဲ့နော်နေ့တွေကကြတော့မီးကြိုးတွေကမကောင်းတော့ဘူးတဲ့ရှော့ဖြစ်မှာစိုးရင်ရတယ်ကျွန်တော်သိပါတယ်ဆရာမီးတွေးနဲ့ပဲချက်ပါမယ်မီးရေမိုးချို့တော့ပြီးရင်ထမင်းစားကြမယ်တရက်ချားနဲ့တိုင်းဈေးသွားဝယ်နေရသဖြင့်ဈေးတယ်များနဲ့ကျွန်တော်ရင်းနှီးလာခဲ့ပြီးဖြစ်သည်တနေ့ကျွန်တော်ဈေးသို့ရောက်ပြီးဝယ်နေကြအတော်ကြီးသူဆိုင်တွင်ဈေးဝယ်နေစဉ်အတော်ကြီးကနင်းကကြောက်ဝဲကိုအင်ကြီးမှနေတာမဟုတ်လားဆရာကတော့ဈေးလာဝယ်တာမတွေ့တော့ပါလားဆရာကတော့ရန်ကုန်ပြန်သွားပါပြီ။အော်ဆရာကတော့ရန်ကုန်ပြန်သွားမှာကိုဒါနဲ့အဲ့ဒီကြောက်ဝဲကူအင်ကြီးမှနေရတာအဆင်ပြေရဲ့လားအဆင်ပြေပါတယ်ဘာဖြစ်လို့အဲ့လိုမေးရတာလဲအဆင်ပြေပြီးတာပါပဲလေအရင်နေခဲ့ဘူးတဲ့သူတွေကတော့ကြာမနေနိုင်ကြဘူးပြောင်းသွားကြတာကြီးပဲဟမ်ဟုတ်လားဒီအင်ကြီးမှဘာပြဿနာများရှိနေလို့လဲမင်းကရောက်တာမကြသေးတော့အဲ့ဒီအိမ်ကြောင်ဘလို့သိပါမလဲမင်းကအဲ့ဒီအိမ်မှာနေတဲ့သူဆိုတော့အင်ကြီးကြောင်သိထားတင်တာပေါ့ကျွန်တော်သိချင်ပါတယ်အတော်တော်သိတဲ့လောက်လေးပြောပြပါလားဟိုးမှာအတိရွက်ရောင်းနေတဲ့ဘာကြီးတယောက်ကိုတွေ့ရမဟုတ်လားသူကရှင်းမီနောက်မီလူကြီးပဲသူ့စီသားသွားမေးကြည့်ပြီတော့ပြည့်စုံပြောပြလိမ့်မယ်ကြောက်ဝဲကူအင်ကြီးရဲ့ရာဇဝင်ကိုပြောပြပါလိမ့်မယ်ကွယ်
အတော်ကြီးညွန်ပြရာဘာကြီးထံသို့ကျွန်တော်ရောက်သွားသည်အတိရွက်ချို့ကိုဝယ်ယူလိုက်သည်ဒါနဲ့ဘာကြီးကြောက်ဝဲကူအင်ကြီးအကြောင်းကျွန်တော်ကိုပြောပြပါလားငါတူကကြောက်ဝဲကူအင်ကြီးမှာနေတဲ့သူမဟုတ်လားအရင်ဈေးလာဝဲတဲ့ဆရာကတော်နဲ့သမီးလေးတို့လည်းမတွေ့တော့ပါလားဆရာမိသားစုကရန်ကုန်ပြန်သွားပါပြီထင်တာပဲဘာကြောင့်ရန်ကုန်ပြန်သွားရဲဆိုတာကိုသိရလားကျွန်တော်ဆရာပြောပြတာကတော့မီးမရှိလို့ TV ကြည့်မရပြင်းကြတာနဲ့ပြန်သွားကြတာတဲ့ဆရာကတော့ပြန်သွားတာခုနကပြောတဲ့အကြောင်းတွေကြောင့်မဟုတ်ဘူးကွအဲ့ဒီအိမ်ကြီးမှာရှိနေတဲ့မိန်းကလေးကြောင့်ပဲဘာအိမ်ကြီးမှာမိန်းကလေးတယောက်ရှိနေတယ်ဟုတ်လားနတ်မောင်ရှည်ရတဲ့စပင်တွေကိုဖားရချပြီးနောက်ကျောဘက်သာတွေ့ရတဲ့မိန်းကလေးကိုပြောတာလားငါတူကမိန်းကလေးကိုတွေးခဲ့ပြီးပြီကိုအဲ့ဒီအိမ်ကြီးရဲ့အပေါ်ရက်ကပရင်းပေါက်တကားကိုပိတ်လို့ရရင်လားပိတ်လို့ရပါတယ်ဟောသိပြီပိတ်ထားရမယ်နောက်တော့ပြန်ပွင့်နေတာကိုတွေ့ရတယ်ပြန်ပွင့်နေတာအဲ့ဒီမိန်းကလေးကပြန်ဖွင့်လိုက်လို့ပဲကွအိမ်ကြီးအကြောင်းနဲ့မိန်းကလေးအကြောင်းကျွန်တော်ကိုပြောပြပါလားငါတူကအဲ့ဒီအိမ်ကြီးမှာလက်ရှိနေထိုင်သူဆိုတော့ဒီအကြောင်းတွေကိုသိထားတင်တာပေါ့အင်ကြီးရဲ့ရာဇဝင်ကဒီလိုကွဘာကြီးကဆေးဘောလေးကိုမိညှိပြီးဖွာလိုက်သည်ပြီးမှစကားဆက်သည်အဲ့ဒီအင်ကြီးကလွတ်လပ်ရေးခေတ်မတိုင်မီတည်းကစောက်ခဲ့တဲ့အင်ကြီးပေါ့အင်ရှင်တွေကငွေကြေးပြည့်စုံချမ်းသာကြတယ်စိတ်ကြိုက်တက်တွေနဲ့စောက်ထားကြတာကျွန်းနဲ့ပြင်းကလေးကြီးပဲပေါ့ကွာတကယ်ရွက်တွေအားလုံးလဲကျွန်းသားတွေကြီးပဲကွအင်ကြီးရဲ့အနေထားကပတ်ဝန်းကျင်ကိုအပေါ်စီးကနေစီးမြင်နေရတယ်ပန်လွင်မြက်ဖက်ကိုမျက်နှာမူပြီးကြောက်ကမားထိပ်မှာစောက်ထားတာနှစ်ထပ်တိုက်ခန့်အင်ကြီးပဲပေါ့ကွယ်အိမ်ဆောက်နေတော့မှပဲအပေါ်ရက်ကအုတ်ချက်တွေကမတော်တဆအောက်ဘက်ကိုပြုတ်ကျခဲ့တယ်ဖြစ်ချင်တော့အပေါ်ရက်ကိုမောကြည့်နေတဲ့အင်ရှင်သမီးရဲ့မျက်နှာကိုဓာတ်ရိုက်အုတ်ချက်တွေကထိမှန်ခဲ့တယ်ကွမျက်နှာတစ်ခုလုံးပျက်စီးသွားပြီးသွေးတန်တရဲရဲနဲ့ပွဲချင်းပြီးတေဆုံးသွားခဲ့တယ်မျက်နှာတစ်ခုလုံးပျက်စီးပြီးရုပ်ပြက်ဆင်းပြက်တေခဲ့ရတာပေါ့ကွယ်အုတ်ချက်တွေကျခဲ့တဲ့နေရာကခုတကားပွန့်ပွန့်နေတတ်တဲ့ပရင်းပေါက်နေရာပေါ့အဲ့ဒီအပြိုရွယ်မိန်းကလေးကတေးပြီးမကျွတ်မလွတ်ပဲအဲ့ဒီအိမ်ကြီးမှာရှိနေတာထင်ပါရဲ့မင်းကလေးကိုသပင်ဖားရချပြီးနောက်ကျောပေးထားတာကိုမြင်တဲ့သူတွေရှိရဲ့ကွအိမ်ကြီးကပြီးသွားပေမဲ့အင်ရှင်တွေကကြာမနေတော့ပါဘူးတနေ့တရက်ကိုပြောင်းသွားကြတယ်ခုချိန်တော့ဘာသတင်းမှမရတော့ဘူးပထမတော့အိမ်ဆောင်တွေထားခဲ့သေးတယ်မင်းကလေးကနှောက်ယှက်လွန်းတော့မနေဝန်းတော့ပဲအိမ်ကိုဒီတိုင်းထားပစ်ခဲ့ကြတာတချို့မယုံတဲ့သူတွေတွားနေကြသေးတယ်နောက်တော့လဲထွက်ပြေးကြရတာပဲကွမင်းကလေးကအရွယ်ကောင်းတုံးမှာတေးခဲ့ရတာသပင်ကောင်းကိုလုံးပြည့်ပြည့်နဲ့အပြိုရွယ်ပေါ့အဲ့ဒီအိမ်မှာလူတွေလာနေတာမင်းကလေးကမကြိုက်ဘူးထင်တယ်နောက်ဆုံးတတ္တိကောင်းလာပါတယ်ဆိုတဲ့လူနှစ်ယောက်တွားနေကြသေးတယ်တတ္တိကောင်းကြတော့မင်းကလေးကသူရှိနေကြောင်းဘလို့ပြပြောင်းမသွားပဲဆက်နေကြတာတဲ့နောက်ဆုံးသွေးတန်တရဲရဲရုပ်ပြက်ဆင်းပြက်မျက်နှာကိုမြင်လိုက်ရတော့မှအော်ဟစ်ပြီးထွက်ပြေးကြတော့တာတဲ့အဲ့ဒီသတင်းကအနီးပတ်ဝန်းကျင်ကိုပြန့်နှံ့သွားတော့တာပေါ့ဘယ်သူမှမနေတာကကြာပြီလေအရင်ကဘိုးရဲဖြစ်အုံပြုတ်ခဲ့ကြသေးတယ်ခဏတစ်ဖြုတ်လာနေတဲ့ဧည့်သည်တွေတော့မင်းကလေး6တာလှန့်တာခံခဲ့ကြရတယ်ဘာကြီးကပြောလက်စစကားကိုရက်ပြီးစိတ်လိတ်ဆက်ဖွာနေသည်ခုလိုပြောပြတာဘာကြီးကိုကျေးဇူးတင်ပါတယ်ဘာကြီးကကြောက်ဝဲကူအင်ကြီးအကြောင်းကိုတော်တော်သိထားပါလားသိဆိုဘာကြီးကဒီရွာစာတိလေကွအဲ့ဒီအင်ကြီးဆောက်တုံးကဘာကြီးက3တန်းကျောင်းသားအရွယ်ပဲရှိသေးတယ်ခုငါတူတို့စိုက်ပျိုးရေးတွေလာလို့တော့ရွာကလူတွေအလောက်ကန်ရကြတယ်ချောင်းချောင်းလဲဖြစ်လာကြတယ်ကွရွာလဲစီကားလာတယ်ဒါကြောင့်ငါတူတို့ကိုဒီကလူတွေအားလုံးကကျေးဇူးတင်နေကြတာဟုတ်ကဲ့ဦးကြီးနဲ့စကားကောင်းနေလိုက်တာချက်ရပြုတ်ရအောင်မှမို့ပြန်လိုက်ပါဦးမယ်ဘာကြီးအကြံပေးချင်တာကတော့မိန်းကလေးကသူ့မျက်နှာကိုမပြခင်အဲ့ဒီအိမ်ကပြောင်းသွားတာအကောင်းဆုံးပဲကွကျွန်တော်ဈေးမှပြန်လာစဉ်လမ်းတွင်သတင်းစာပို့သူနဲ့စုံသည်သတင်းစာနှစ်စောင်ပြစ်တင်ခဲ့တယ်အပေါ်တဲ့ဗရင်ပေါက်မှာမိန်းကလေးတယောက်သပင်ဖားရချပြီးကြောပေးနေတာတွေ့လို့လှမ်းခေါ်သေးတယ်လှည့်တော်မကြည့်ဘူးဗျသတင်းစာကိုသူ့ရက်နေတဲ့ဗရင်ပေါက်တက်လိတ်ခောက်ပြီးပြစ်တင်ထားခဲ့တယ်ဟမ်ဟုတ်လားအင်းကောင်းပါပြီဗျာသတင်းစာပို့သူရဲ့စကားကြောင့်ကျွန်တော်ထိတ်ကနေဖြစ်သွားသည်ကုန်းထိပ်မှအိမ်ပြန်ရောက်စဉ်ကျွန်တော်ပိတ်ထားခဲ့သောဗရင်ပေါက်တကားပွင့်နေသည်ကိုတွေ့လိုက်ရသည်ကျွန်တော်တယောက်တည်းမို့ကြောချမ်းလာမိသည်အဖြစ်မှန်ကိုသိပြီးမှပို့ကြောက်လာမိသည်မဝင်မရဲဖြင့်အပေါ်ရက်သို့တက်သွားသည်သတင်းစာနှစ်စောင်လိန်ခောက်လျက်သားတွေ့ရသည်ကြပြကြရာသတင်းစာကိုယူပြီးကျွန်တော်အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်ဆရာမိသားစုရန်ကုန်ပြန်သွားရသည့်အကြောင်းရင်းမှန်ကိုယနေ့မှအဖြစ်မှန်သိခဲ့ရသည်ကျွန်တော်ဆရာအပေါ်ရက်တင်တယောက်တည်းမအိပ်တော့သည့်အဖြစ်ကိုလည်းကျွန်တော်သိခဲ့ပြီကျွန်တော်ကြောက်လန့်နေမိဆိုးသောကြောင့်ဆရာကအဖြစ်မှန်ကိုကျွန်တော်ကိုမပြောပြခဲ့ခြင်းဖြစ်မည်ထင်သည်ချက်ပြုတ်ပြီး၍
အပေါ်မှတကားများပိတ်ပြီးကျွန်တော်လုပ်ငန်းခွင်ထဲကိုတွားခဲ့သည်အလုံးလုံးနေရတော့လဲစိတ်ဝင်စားမှုနည်းနေခဲ့သည်ညနေထမင်းဝိုင်းတွင်ဈေးထဲကဘာကြီးပြောပြခဲ့သောကြောက်ဝဲကူအင်ကြီးအကြောင်းဆရာကိုပြောပြမည်ဟုစိတ်ကူးမိသည်ညီကဲ့သို့စာပြောရမည်ကိုကျွန်တော်တွေးနေမိသည်မနေ့ကျွန်တော်ဈေးကအပြန်လမ်းမှာသတင်းစာပို့တဲ့သူနဲ့စုံသေးတယ်ဆရာဟုတ်လားကွာသတင်းစာ2ရက်အတွက်2ဆောင်မဟုတ်လားဟုတ်ပါတယ်2ဆောင်ပါပဲသူသတင်းစာလာဖို့တော့ဗရင်ပေါက်မှာကြောပေးပြီးရက်နေတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်တယ်တဲ့သူခေါ်တာလှည့်မကြည့်လို့သတင်းစာလိမ့်နဲ့ပြစ်ခဲ့သေးတယ်တဲ့ဟမ်မိန်းကလေးကသူရှိချောင်းပြလိုက်ပြန်ပြီလားကျွန်တော်ဒီအိမ်စားရောက်တဲ့နေ့ကဗရင်ပေါက်မှာအဲ့ဒီမိန်းကလေးကြောပေးပြီးရက်နေတာကိုတွေ့လိုက်မိသေးတယ်ဟောဆိုလင်မင်းအောင်ဒီအကြောင်းတွေကိုသိနေပါလားအစကမသိပါဘူးဆရာမနက်ကဈေးသွားဝယ်တော့ဈေးထဲကရှိမိနောက်မိဘာကြီးပြောပြလို့သိခဲ့ရတာအတိရွယ်ရောင်းတဲ့ဘာကြီးပြောပြတာမဟုတ်လားဟုတ်ပါတယ်ဆရာဆရာကတော့တို့ရန်ကုန်ပြန်သွားရတာလေဒီမိန်းကလေးကြောင့်ပဲမဟုတ်လားဒီမှာမနေသင့်တော့ဘူးထင်တယ်ဆရာတရေဘောနေတဲ့သူတို့အထင်ခံနေရအောင်မယ်ကွာပြီးတော့ဒီမှာနေဖို့အားလုံးပြင်ဆင်ပေးခဲ့ကြတာခုဆိုမီးတောင်လင်းနေပြီဒါပေမဲ့ဒီအိမ်ကပြောင်းဖို့ငါစဉ်းစားပြရစေဦးဟုတ်ကဲ့ဆရာဘေကိုပဲပြောင်းကျွန်တော်ဆရာနဲ့လိုက်နေပါမယ်ကဲဖះရှိခိုးမြစ်တာဖို့အိတ်ကြဆိုကွာစိတ်သက်သက်နဲ့အိတ်လို့ရအောင်မီးတွေဖွင့်ထားရင်ကောင်းမယ်ထင်တယ်မီးလင်းနေတော့ဆရာအိတ်လို့ရပါမလားမင်းပြောသလိုစိတ်သက်သက်နဲ့အိတ်ပြောမီးတွေဖွင့်ထားလိုက်အပေါ်ထက်ကမီးတွေကိုလည်းတွားဖွင့်လိုက်ကွာကျွန်တော်အပေါ်ထက်တက်သွားပြီးမီးတီးခလုတ်ကိုဖွင့်လိုက်သည်အောက်ထက်ကမီးချောင်းလည်းဖွင့်လိုက်သည်အပေါ်ထက်အောက်ထက်တိမ်လုံးလင်းထိန်နေပါသည်မီးများဖွင့်ပြီးဆရာတပည့်နှစ်ယောက်အိယာဝင်ခဲ့ကြသည်ညတကောင်ရန်ချိန်တွင်အပေါ်ထဲမှကြွက်များပြီးတန်လိုခြေတန်လိုအတန်ကိုကြားရသည်ထိုတန်ကြောင့်ကျွန်တော်အိယာမှနိုးခဲ့သည်အပေါ်ရက်သို့လှမ်းကြည့်သည်အိယာမွင်မီကကျွန်တော်ကိုယ်တိုင်မီးများဖွင့်ခဲ့သည်ယခုအပေါ်ရက်တစ်ခုလုံးမှောင်မဲနေသည်ကျွန်တော်ဖွင့်ထားသည့်မီးကိုတစုံတစ်ယောက်ကပိတ်လိုက်သည်ဟုထင်မိသည်ကျွန်တော်တို့အိမ်နေသောအောက်ထပ်သားမီးလင်းနေသည်မီးလင်းနေလင်မအိပ်တတ်သောကျွန်တော်ဆရာမီးပိတ်လိုက်သည်ဟုထင်သည်ထိုစဉ်မှာပင်ဆရာကနိုးလာသည်အပေါ်ရက်ကမီးတွေဆရာပိတ်လိုက်တာလားဟင်ဟုတ်သားပဲအပေါ်ရက်မှာမီးမောင်နေပါလားကွာငါမပိတ်ပါဘူးအပေါ်ရက်ကခြေတံလိုကြွက်ပြေးတံလိုကြားရတာနဲ့ကျွန်တော်နိုးလာတာဆရာသတိထားမိတဲ့အချိန်အပေါ်ရက်ကမီးတွေကမလင်းတော့ဘူးမှောင်မဲနေရပဲအေးဟုတ်တယ်ကွာမီးပြက်ရင်ဒိုးအောက်ထက်လည်းပြက်ရမှာပေါ့ခုတော့အပေါ်ရက်ကမီးတွေပဲပြက်တာကထူးဆန်းနေတယ်မှောင်နေရင်လည်းထားလိုက်တော့ပြန်မဖွင့်နဲ့တော့ပြန်အိတ်ကြစို့မနေ့မိုးလင်း၍နက်နက်ဈေးထဲရောက်စဉ်ညကအဖြစ်ပြများဘာကြီးအားပြောပြလိုက်သည်မင်းကလေးကသူရှိနေကြောင်ပြတာဖြစ်မယ်ကွာတခြားအနောက်ဆက်တွေရှိသေးလားသွေးတန်တရေရဲရုပ်ပြက်စင်းပြက်မျက်နှာကိုရောပြသေးလားနောက်ဆက်တာတော့မရှိပါဘူးမျက်နှာကိုလည်းမပြပါဘူးဖြစ်နိုင်ရင်တော့အဲ့အိမ်မှာမနေတာအကောင်းဆုံးပဲငါတူရဲ့ဆရာကိုလည်းပြောကြည့်ပါလားဆရာကတက်တိတော်ကောင်းတယ်တခြားပြောင်းနေဖို့ကျွန်တော်ပြောတော့စဉ်းစားအောင်မယ်တဲ့ဈေးမအပြန်ချက်ပြုတ်ပြီးဆရာတပည့်နှစ်ယောက်အလုတ်တူသွားခဲ့ကြသည်ဆပိတ်မရှိတော့ပဲဆရာကားနေမင်းလိုက်သွားသည်အလုတ်သိမ်း၍ညနေအိမ်ပြန်ရပြီကိုပင်ရင်လေးနေခဲ့သည်ထိုနေ့ညနေစာစားပြီးချိန်တွင်ဆရာကဆိုလင်ဒီညတော့အပေါ်ရက်ကမီးတွေကိုမဖွင့်နဲ့တော့ကွာအောက်ထက်မီးတွေပဲဖွင့်ထားလိုက်ဟုတ်ကဲ့ဆရာအပေါ်ရက်မီးဖွင့်တာကိုမကြိုက်ဘူးထင်တယ်ငါလည်းအဲ့လိုပဲထင်တယ်ဟမ်ဘယ်မှပွင့်နေပါလားညနေကမင်းပိတ်ထားတယ်မဟုတ်လားညနေကကျွန်တော်ကိုယ်တိုင်တေချာပိတ်ခဲ့ပါတယ်ဆရာရဲ့တို့နှစ်ယောက်ကိုတော့သူရှိချောင်းပြနေပြီဆိုလင်ရေဒီမှာဆက်နေလို့တော့မဖြစ်တော့ဘူးထင်တယ်ဟုတ်တယ်ဆရာတော်ကြသွေးတန်ရဲရုပ်ပြက်စင်းပြက်မျက်နှာကိုပြနေမှာခက်မယ်ဒီကနေပြောင်းသိပြီကျွန်တော်တို့နေတဲ့ site ထဲမှာပဲတိုင်းနေပါလားဆရာအေးကွာငါဆုံးဖြတ်လိုက်ပြီမင်းတို့နဲ့ပဲလိုက်နေတော့မယ်ရွာကလူကြီးတွေကိုငါပြောပြလိုက်မယ်တရေဘောနေတယ်လို့ထင်ရင်လည်းထင်တော့ကွာဟာဆရာတကယ်ပြောရလားကျွန်တော်ဒီအိမ်မှာမနေချင်တာကြာပြီဒီအိမ်အကြောင်းသိပြီးကြတဲ့ကမနေချင်တော့တာဆရာကိုမပြောရဲလို့စိတ်တစ်ထစ်နေရတာအေးပါကွာမနေ့ပြန်ကစာပြီး site ထဲပြောင်းနေဖို့စီစဉ်လိုက်တော့လိုအပ်တဲ့ပစ္စည်းတွေလောက်သာယူသွားမလိုသေးတဲ့ပစ္စည်းတွေဒီအိမ်မှာပဲထားခဲ့မယ်ဟုတ်ကဲ့ဆရာကျွန်တော်အားလုံးစီစဉ်လိုက်ပါမယ်နောက်တနေ့နံနက်မှာပင်ကျွန်တော်ပစ္စည်းများသိမ်းဆည်းထုတ်ပိုးလိုက်သည်အပေါ်ထဲအောက်ထပ်မီခလုတ်များပိတ်လိုက်သည်ခြံတကားကိုတော့ခတ်လိုက်သည်ပစ္စည်းများကားပေါ်တင်လိုက်သည်အားလုံးပြီးသည်နှင့်ဆရာတပည့်နှစ်ယောက်စိုက်ခဲကိုပြောင်းခဲ့ကြသည်ရခင်နေပဲမှု၍နေရအဆောင်အစင်နှင့်ရှိနေပြီးဖြစ်သည်ဆရာနှင့်ကျွန်တော်အတူတူပင်နေခဲ့ကြသည်စိုက်ထဲရောက်ပြီးမှစိုးထိန်မှုမရှိတော့ဘဲစိတ်ချလက်ချအိပ်ဆက်နိုင်တော်သည်ဤသို့ဖြင့်တပတ်ကျော်ကြာခဲ့ပြီးစိုက်ထဲတွင်နေသားကြလာသည်
ဆရာကိုတိကျအခန်းစီစဉ်ပေးခဲ့တော့လဲဆရာကကျွန်တော်တို့နဲ့အတူလာနေခဲ့သည်ဆယ်ရက်ခန့်အကြာတွင်ဆရာကဆိုရင်သတင်းစာကြီးစိုက်ထဲရောက်မလာသေးပါလားကွမဖတ်ရတာလဲကြာပြီရုတ်တရက်ပြောင်းလာတော့သတင်းစာပို့တဲ့သူကိုတို့ပြောင်းလာတာမသိဘူးထင်တယ်သတင်းစာကိုစိုက်ထဲကိုပို့ပေးဖို့ပြောပါဦးကွဟိုကြောက်ဝဲကူအင်ကြီးကိုပဲဆက်ပို့နေမယ်ထင်တယ်ဆရာအိမ်တကားတွေပိတ်ထားတော့သတင်းစာဘယ်နေရာကိုပို့ခဲ့မလဲကျွန်တော်လူကြုံနဲ့မှာလိုက်ပါမယ်နောက်တနေ့ညနေတွင်သတင်းစာပို့သူစိုက်ထဲရောက်လာသည်ကျွန်တော်တို့စိုက်ထဲပြောင်းလာတာကိုမသိသေးဘူးလားဆရာတို့ဒီပြောင်းလာတာဒီမနေ့မှသိရတာဆရာတို့ဟိုအိမ်မှာရှိနေမဲ့ထင်ပြီးသတင်းစာတွေကြောက်ဝဲကူအိမ်ကိုပဲဆက်ပို့နေတာအိမ်တကားအားလုံးပိတ်ထားတာသတင်းစာကိုဘယ်နေရာမှာထားခဲ့ရလဲပေါ်တဲ့သတင်းပေါက်ပွင့်နေရလေတခါလေညနေပဲသတင်းစာသွားပို့ရင်သတင်းပေါက်မှာနောက်ကျောပေးပြီးရက်နေတဲ့သပင်ကောင်းကောင်းနဲ့မိန်းကလေးတယောက်ကိုတွေ့ရတယ်သူရှိတဲ့သတင်းပေါက်တက်တဲ့သတင်းစာကိုလိတ်ခေါက်ပြီးပြစ်တင်ထားခဲ့တာပဲဘာပြောတယ်အပေါ်တဲ့သတင်းပေါက်တကားပွင့်နေတယ်ဟုတ်လားဟုတ်ပါတယ်ညနေဆောင်ပဲရောက်သွားရင်အပေါ်တက်ကမီးလင်းနေတာတော့တွေ့ရတော့ဆရာတို့ရှိနေတယ်ပဲထင်တာပေါ့ကဲဆိုရင်ဒါတွေပြောမနေနဲ့တော့မှောင်စားတောင်ပြုတ်နေပြီသတင်းစာတွေကိုတွားယူလိုက်ကွာဟာဆရာကျွန်တော်တယောက်တည်းတွားယူရမှာလားမှောင်စားပြုတ်နေရေးကျွန်တော်တယောက်တည်းမတွားဝန်သဖြင့်ဆရာကိုပြန်ပြောလိုက်မိသည်သတင်းစာပို့သူကကျွန်တော်ပါလိုက်ယူပေးပါမယ်ကျွန်တော်နမောနမဲ့နိုင်တာလဲပါတယ်အောက်ထပ်တောက်ကတ်ထားပြီးအပေါ်ပရင်းပေါင်မှာမိန်းကလေးတယောက်နောက်ကျောပေးနေတာတွေ့တော့ကျွန်တော်စိတ်ထဲထူးဆန်းနေတယ်လို့တောင်ဖြစ်ခဲ့မိသေးတယ်ဒါဆိုလဲစိုးလင်အဖော်ရတာပေါ့ကွာတိတ်မောင်သွားမယ်ကွာတွားကြတော့စိုးလင်အိမ်တော့ယူအောင်သတင်းစာပို့သူကြီးစပိန်တင်မင်းကျွန်တော်နှစ်ယောက်စိုက်ထဲမှာကြောက်ဝဲကူအင်ကြီးဘက်သို့ထွက်လာခဲ့သည်စကားတပြောဖြင့်နင်းလာခဲ့ရာကြောက်ဝဲကူကုန်းထိပ်သို့ရောက်လာသည်ကုန်းတက်ခီးမို့ကျွန်တော်တို့စပိန်ပေါ်မှဆင်းလိုက်ကြသည်နှစ်ယောက်သားစပိန်တူမီကြောက်ဝဲကူကုန်းပေါ်သို့ဆက်တက်ခဲ့ကြသည်မကြမီချမ်းဝသို့ရောက်လာသည်ဟိုမှာတွေ့လားအပေါ်တဲ့ဘရင်းမောက်တကပွင့်နေပြီးမီးလဲလင်းနေတယ်သတင်းစာပို့သူကကျွန်တော်ကိုလှမ်းပြောလိုက်သည်သူ့ပြောကြောင်းကျွန်တော်အပေါ်ရက်သို့လှမ်းကြည့်လိုက်သည်ကျွန်တော်စိုက်ထဲမပြောင်းမီအိမ်တကားများနှင့်မီးခလုတ်များကိုကျွန်တော်ကိုယ်တိုင်ပိတ်ခဲ့သည်ယခုပရင်းမောက်တကားကပွင့်နေပြီးအပေါ်တက်မီးလင်းနေသည်ကိုမယုံနိုင်ပွဲရာလှမ်းတွေ့လိုက်ရသည်ဟာဟုတ်ပါရဲ့ဘလို့ဖြစ်တာပါလဲကျွန်တော်တွေ့ရတဲ့သပင်ဖားရချလာတဲ့မိန်းကလေးကအိမ်ဆောင်လားအဖြစ်မှန်မသိတော့သတင်းစာပို့သူကကျွန်တော်ကိုမေးလိုက်သည်ခမားပြောတဲ့အိမ်ဆောင်မဲဆိုပါတော့ဗျာလာအိမ်ထဲဝင်ကြမယ်ခြံတကားဖွင့်ပြီးအိမ်ထဲသို့ဝင်ခဲ့ကြသည်သတင်းစာပို့သူကကျွန်တော်နောက်မှလိုက်လာသည်အိမ်ပေါ်တက်ကိုတက်ပြီးသတင်းစာယူရန်ကျွန်တော်တွန့်ဆုတ်နေမိသည်ဤအိမ်เจ้าကိုမတိသေးသောသတင်းစာပို့သူကဆရာနေပါကျွန်တော်ပြစ်တင်ထားတဲ့သတင်းစာတွေကျွန်တော်ပဲတွားယူလိုက်ပါမယ်သတင်းစာပို့သူအပေါ်ရက်သို့တက်သွားသည်ခဏကြာမှပင်သတင်းစာပို့သူ၏ကြောက်လန့်တကြားအော်ဒန်နှင့်တူအပေါ်ရက်မှတရောတော်ပါပြေးဆင်းလာသည်ကိုတွေ့လိုက်ရသည်အလေတရေကြောက်စရာကြီးသပင်ဖားရကြီးနဲ့မိန်းကလေးကျွန်တော်ပဲလှည့်ပြီးကြည့်လိုက်တော့တွေးတန်တရေရဲနဲ့ရုပ်ပြက်စင်ပြက်မျက်နှာကြီးပြပြီးတော့ဆရာကြီးကြောက်ရွံ့ထိတ်လန့်မှုဖြင့်ကျွန်တော်တို့နှစ်ယောက်အိမ်ပြင်ဘက်သို့ပြေးထွက်ခဲ့ကြသည်စပိန်ကိုပင်သတိမရတော့ပါသတင်းစာပို့သူကအော်ရင်ရှေ့မှပြေးသွားနေသည်တဆေးအပေါ်ထဲမှာတဆေးရှိတယ်ပြေးနောက်ကလိုက်လာပြီလားမသိဘူးကျွန်တော်တို့နှစ်ယောက်ကြောက်လန့်တကြားပြေးလာနေစဉ်ကုန်းပေါ်တက်လာတော့ကျွန်တော်ဆရာနဲ့ရွာသား3-4ယောက်ကိုတွေ့တော့မှအပြေးရက်သွားကြသည်ဆရာကြောက်ဝဲကူအိမ်ပေါ်ထဲမှာဟိုမင်းကလေးရုပ်ပြက်စင်ပြက်နေမျက်နှာကိုသတင်းစာပို့တဲ့သူကတွေ့လိုက်ရလို့တဲ့ကျွန်တော်တို့နှစ်ယောက်အဖြစ်ကိုရွာသားများတန်တော်ဖြစ်နေကြသည်ဆရာကသတင်းစာပို့သူကိုမေးလိုက်သည်ရှစ်ပြက်လေးကိုပြောပြပါဦးကွကျွန်တော်လိတ်ခုတ်ပြီးပြစ်တင်ထားတဲ့သတင်းစာတွေကိုယူဖို့အပေါ်တဲ့အတက်မှာသတင်းစာပို့သူကစကားမဆက်နိုင်သေးပဲဟိုဟဲဖြစ်နေသည်အကြောက်မပြေသေးပါကျွန်တော်ကအဖြစ်ပြက်ကိုဆက်လက်ပြောပြလိုက်သည်မင်းတို့ထွက်သွားတော့မှောင်နေပြီငါလည်းစိတ်ထင်နေလို့လူစုပြီးလိုက်ခဲ့ကြတာကွဘာဖြစ်လို့ပြေးလာကြတာလဲသတင်းစာယူဖို့ကျွန်တော်အပေါ်တက်ကိုတက်သွားတယ်မိတွေကလည်းလင်းနေတယ်သတင်းပေါက်နားမှာစပင်ဖားရချလာတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်ပထမတော့နောက်ကျောဘက်ကိုသာမြင်နေရတာအဲ့ဒီမှာပဲသူကကျွန်တော်ဘက်ကိုလှည့်လာတယ်သွေးတန်တရေရဲနဲ့ရုပ်ပြက်စင်းပြက်မျက်နှာကြီးကိုတွေ့လိုက်ရတာပဲဒိုင်ယာရီဘလဝါနဲ့မျက်နှာကြီးပါကျွန်တော်လည်းကြောက်လွန်းလို့ပြေးဆင်းလာခဲ့တာမိန်းကလေးကတို့ပြန်လာပြီးဒီအိမ်မှာပြန်နေမယ်ထင်လို့ရုပ်ပြက်စင်းပြက်မျက်နှာကိုပြပြီး6လက်မောင်းထုတ်လိုက်တာပဲနေမယ်ကဲသတင်းစာတွေတွားယူကြမယ်လိုက်ခဲ့ကြသတင်းစာပို့သူကမလိုက်ချင်ကြောင်းအကြောက်ကန်းညင်းဆန်သည်ကျွန်တော်က
ခမည်းဆက်ပိန်ယူပါအောင်မယ်လေလူတွေအများကြီးပဲဟာကြောက်စရာမလိုတော့ပါဘူးကျွန်တော်တို့အုပ်စုကြောက်ဝဲကူအိမ်ကိုရောက်ရှိချိန်စောစောကလင်းနေသောမီးများမှောင်နေသည်ကိုတွေ့ရသည်စောစောကအပေါ်ထဲမှာမီးလင်းနေသေးတယ်ခုတော့မှောင်နေပါလားမီးပြတ်သွားတာဖြစ်မယ်ဂါသာတူကမှတ်ချက်ချရင်းပြောလိုက်သည်ကျွန်တော်လက်ခောက်ပြီးပြည်တင်လာတဲ့သတင်းစာက10တောင်လောက်ရှိမယ်ထင်တယ်ကဲအပေါ်ထဲကိုတွားကြရအောင်ဆရာဦးဆောင်ပြီးအပေါ်ထဲသို့တက်သွားသည်ဆရာကအသင့်ပါလာသောလက်နှိပ်တံမီးဖြင့်ဒီကလုတ်ရှိရာသို့ထိုးကြည့်လိုက်ပြီး6ခနင်းဒီကလုတ်ကိုဖွင့်လိုက်သည်မီးများကတစ်ခန်းလုံးလင်းထိန်သွားသည်ထိုစဉ်သတင်းစာပို့သူထံမှအထိတ်တလန့်အတန်းကိုကြားလိုက်ရသည်ဟာဟိုမှာသတင်းစာတွေကိုကြည့်ပါဦးကျွန်တော်လာပို့တော့ကလက်ခောက်ပြီးပြစ်တင်လာခဲ့တာခုတော့ဖြက်လက်သားတွေဖြစ်နေပြီးထပ်ထားတာလေညီးလို့ပါလားကျွန်တော်ကသတင်းစာများကိုကောက်ကျူလိုက်သည်လက်ခောက်ပြီးပြစ်တင်လာခဲ့သောသတင်းစာများအလိတ်အခေါက်တိုင်းတွေ့ရမည်ထင်ထားခဲ့သည်သတင်းစာများမှာတစုံတစ်ယောက်ကဖြတ်ပြီးညီညာစီ၍ထပ်ထားသည့်ပုံစံဖြစ်နေသည်ကိုအံ့ဩထိတ်လန့်ပွဲရာတွေ့လိုက်ရပါတော့သည်ဇလန်လေးကတော့အိန္ဒိယမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာယခုဇလန်လေးကိုရေးသားသူစာရေးသူမောင်မိုးအောင်ကိုလည်းဂါရဝပြုကျေးဇူးတင်ရှိအပ်သလိုဇလန်လေးကိုပြီးဆုံးသည့်အထိနားဆင်ပေးသူအပေါင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ